ရဝရောင်ကတော့တခြားခေတ်ပြိုင်ဘူးစီဒီမင်းသားကြီးဖြစ်တဲ့ဟက်ကတ်တို့ဖြိုးငွေဆိုးတို့နိုင်ညုံနဲ့စာရင်တော့သူတို့တော့အောင်မြင်ပါလိမ့်မယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အဲ့ဒီခေတ်ရဲ့အထင်ကြီးမင်းသားတယောက်ဖြစ်တာကြောင့်ကျွန်တော်အခုလိုမျိုးလေးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူက VCD တခြင်းတွေမှာသာပဲဒီမင်းသားလေးလောက်မအောင်မြင်မဲ့လို့ခုနပြောတဲ့ fashion နဲ့ပတ်သက်တဲ့စာတောင်တွေမဂဇင်းတွေပြီးတော့ပြက်ကလေးရဲ့ poster တွေမှာတော့သူ့ရဲ့အောင်မြင်မှုကခုနပြောတဲ့မင်းသားကြီးထက်မနှိမ့်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပုံတွေကိုလည်းကျွန်တော်တို့အတော်များများကိုတွေ့ခဲ့ရလို့ပါပဲအဲ့ဒီခေတ်တော့ခေတ်စားခဲ့တဲ့ဒါ model တရုပ်ဆောင်နဲ့ VCD ကာလာဝေတရုပ်ဆောင်မင်းသမီးတွေအတော်များများနဲ့လည်းသူရိုက်ကူးခဲ့ရရှိပြီးတော့ချို့ပြက်ကလေးတွေ poster တွေမှာဆိုရင်သူရင် senior မင်းသမီးတွေလည်းတော့မှရိုက်ကူးခဲ့တာမျိုးတွေရှိပါတယ်ပြီးတော့သူလည်းပဲဒါကြောက်ွယ်ခဲ့တာအရှင်ကာလတစ်ခုကြာခဲ့ဖြစ်ပေမဲ့လို့မီဒီယာတွေရှေ့မှာလွန်ခဲ့တဲ့နှစ်ပိုင်းခြားတော့ထွက်ပြီးတော့ပြောတဲ့ခါမှာတော့သူ့ကိုကြည့်ရတာတော့ရုပ်ကတော့တိတ်ပြီးတော့ထွေထိုးတော့တိတ်ပြီးတော့ပြောင်းလဲသွားတာမျိုးတော့မရှိသေးပါဘူးအရင်တော့လည်းလူပြုံးနေတဲ့ပုံစံမျိုးပဲပေါ့ VCD တစ်ခေတ်မှာတော့ခြံထားခဲ့လို့မရတဲ့တရုပ်ဆောင်တရားဖြစ်တာကြောင့်ဒါရိုးရောင်နဲ့ပတ်သက်ပြီးတော့လည်းဒိုင်မိုးလေးပြောပြလိုက်ရတာဖြစ်တယ်